နယ်မြေအခြေအနေကြောင့်နှစ်နဲ့ချီပိတ်ထားခဲ့ရတဲ့ချင်းပြည်နယ်ဖလန်းခရိုင်ဖလန်းမြို့ရှိမြမစီးပွားရေးဘဏ်ဖလန်းခရိုင်ဘဏ်ခွဲကိုဇူလိုင်6ရက်မနက်ပိုင်းမှာပြန်လည်ဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်။မြမစီးပွားရေးဘဏ်ဖလန်းခရိုင်ဘဏ်ခွဲကိုပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလကစပြီးနယ်မြေအခြေအနေကြောင့်ပိတ်ထားခဲ့ရာကနေနှစ်နီးပါးအကြာမှာပြန်လည်ဖွင့်လှစ်နိုင်တာဖြစ်ပါတယ်။ဖလန်းခရိုင်ဘဏ်ခွဲပြန်လည်ဖွင့်လှစ်တဲ့အခမ်းအနားကိုဇူလိုင်လ6ရက်မနက်9:00 နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာကျင်းပခဲ့တာပါ။ဖလန်းခရိုင်ဘဏ်ခွဲကိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသူရိန်ဖလန်းခရိုင်ဘဏ်ခွဲတာဝန်ခံလက်ထောက်မန်နေဂျာဦးအောင်စေရဝင်းနဲ့မြို့မီမြို့ဖဥက္ကဋ္ဌဦးစာလျံခုံတို့ကဖဲကျိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြတာဖြစ်ပါတယ်။ဖလန်းမြို့ကိုတမတော်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်းမှာအုပ်ချုပ်ရေးရန်တရားတွေပုံမှန်တိုင်းလက်ပတ်နေပြီးဖြစ်ပြီးအခုအခါဒေသအတွက်အရေးပါတဲ့မြမစီးပွားရေးဘဏ်ခွဲကိုပါပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။